ဒီလေးကိုတစ်ချက်ရှိုးကြည့်အောင်ဟာငမန်းမုတ်တုံတို့ကျွန်တော်ငကားအဖြစ်ကိုပြောင်းသွားပြီဗျာဒီကโอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခိုင်ချင်းရင်းကပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့အသစ်ထွက်ရှိလာတဲ့ Starlight Skin ဘိန်းရဲ့ Starlight Skin ကိုတွားရှိုးကြအောင်ဗျာ Let's go ကျွန်တော် Skin Effect တွေကိုဘယ်လိုနေမလဲဆိုတော့ကျွန်တော်တို့တစ်ချက်ရှိကြည့်ကြအောင်ပေါ့နော် Let's go ပါโอเคတော့ကျွန်တော်တို့ once ပဲပြစ်ကြည့်အောင်အိုးမိုက်တယ်ဟာကျွန်တော်မီးပေါ်လုံးနေနဲ့ပြစ်တာပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုပတ်စစ်ဆေးရကြဟိုးတို့ဖီစကင်နဲ့ခုတ်တာလည်းမဆိုးရကျွန်တော်တို့တော်တော်လေးအဖက်ပါရွယ်โอเคမဆိုးရကျွန်တော်တော်တော်လေးကောင်းတဲ့ထဲမှာပါရပေါ့နော်ကျွန်တော်တို့တရားရခင်တို့ဝယ်ဖို့တို့ recommend ပေးရပြကျွန်တော်ဖောက်တင်နေရဟုတ်ကဲ့ကျွန်တော်ကိုလတာဘန်ဒီလောက်တွေအဖက်တွေပါတယ်ပေါ့နော်ကျွန်တော်ရေးတော့ပြီးထပ်ပုံးကြည့်အောင်ဟိုးမဆိုးရကျွန်တော်ရေးကလေးတောက်ပြီးတော့မဟုတ်ကြည့်ရတယ်ဘယ်မဆိုးတော်တော်ကောင်းတယ်ထဲမှာပါတယ်ကျွန်တော်ထပ်မဟုတ်ကြည့်အောင်โอเคonce ပဲပြစ်ကြည့်အောင်ဒီမှာအိုးကောင်းနေဗျာကျွန်တော်တော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ဒီ skin ကလည်းကျွန်တော်တော်တော်လေးဝယ်တဲ့ထဲမှာပါတယ်ပေါ့နော်โอเคဒါဆိုတော့ကျွန်တော်တို့once ပဲမဆိုးရကျွန်တော်ရေးတောက်ပြီးမဟုတ်တာလည်းမဆိုးရကျွန်တော်ဒီလိုကျွန်တော်ADလေးကိုတစ်ချက်သွားကြည့်လိုက်ရအောင်ဗျာADလေးလွတ်မယ်အိုးကျွန်တော်ငမန်းမုတ်တုံးငကားပြုတ်ပြောင်းလိုက်ပြီကျွန်တော်ADကပထမဆုံးခဏထပ်ပြီးပြစ်ကြည့်အောင်အိုးတကယ်လမ်းနဲ့ဒီမပါရင်တော့ကျွန်တော်ဒါကြီးကစောင်းလွတ်နဲ့အလွတ်ယူရကျွန်တော်ဒီကောင်အလွတ်နဲ့မပါရပေါ့နော်ကျွတ်စီကြီးอ่ะထပ်လို့ကြည့်အောင်အိုးလမ်းနဲ့ဗျာကြည့်ကိုငကား3အောင်ပေါ့နော်ငကား3အောင်မဆိုးဗျာတို့ကျွန်တော်တော်တော်လေးဝဲတဲ့နေမှာပါတယ်ပေါ့နော်ကျွန်တော်ဖောက်တင်နေဗျာမဆိုးထပ်လို့ကြည့်အောင်အိုးမဆိုးဗျာတော်လေးကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ကျွန်တော်ဟိုone square လည်းမဆိုးဘူးနောက်ပြီးရစ်တော့ပြီးတော့ကျွန်တော်ထပ်မဟုတ်ကြီးอ่ะကျွန်တော်မဆိုးဘူးကျွန်တော်ပတ်ဆက်ဖီစကင်နဲ့ခုတ်တယ်မဆိုးဘူးဆိုးတဲ့ထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ဝယ်ဖို့တော့ comment ပေးတယ်ဗျာဟုတ်ကဲ့မဆိုးဗျာအကုန်မဆိုးဘူးကျွန်တော်AD လည်းငကားဖြစ်ကိုပြောင်းသွားတယ်ကျွန်တော်တို့ရေးတော့ပြီးမဟုတ်တာလဲကျွန်တော်ကတော့ဒီကောင်100 ရာခိုင်နှုန်းဝယ်ဖို့တဲ့ recommend ပေးရပါတော့ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးပဲဖြစ်ပါတယ်ကျွန်တော် eBay skin တဲ့ပို့ပြီးတော့ကျွန်တော်ဒီ skin ပို့ပြီးကြိုက်တယ်ပေါ့ဒါကျွန်တော်တို့အောင်ကြိုက်ရလားကျွန်တော်comment မှာမှန်းခဲ့ကြပါ